Online social media ထပ်ပေါ်ကအများပြည်သူတိုင်းကြည်ကွဲရတဲ့ပဲခူးတိုင်းကဝမြို့နယ်ရွှေဘုံသာကျေးရွာကမိသားစု9ယောက်ရဲ့အဖြစ်ဆိုစူပါဂျော်မီဒီယာပြည်သူကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခါမှဆိုလို့ရှိရင်တော့ပဲခူးတိုင်းဒေသကြီးကဝမြို့နယ်ရွှေဘုံသာကျေးရွာမှာကလေးငယ်များအပါအဝင်မိသားစု9ဦးပြုကျင့်ခံရပြီးခံခဲ့ရတဲ့ဖြစ်စဉ်ဟာ2026ခုနှစ်6လပိုင်း1ရက်နေ့ညကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတော့ပတ်ဝန်းကျင်ကစတင်သိရှိချိန်မှာ2026ခုနှစ်6လပိုင်း3ရက်နေ့မှသိရှိခဲ့ကြတာဖြစ်ပါတယ်။ငယ်ဆုံး၄နှစ်သားလေးဟာဦးခေါင်းမှာဒဏ်ရာနဲ့ကြံကောင်းထောက်မလို့အသက်ရှင်လျက်အသက်မရှိတော့တဲ့မိသားစုဝင်၄ဦးရဲ့ကြားမှာ2ညနဲ့1ရက်နေခဲ့ရပြီးပတ်ဝန်းကျင်ကသိချိန်မှာဆေးရုံတင်ပြီးမှသာဆေးရုံမှာပဲခဲ့ရတယ်ဆိုပြီးတော့လေစိတ်မကောင်းစွာကြားသိရတာဖြစ်တယ်လို့ဒီဖြစ်စဉ်မှာကျူးလွန်ခံရသူတွေကအသက်38နှစ်အရွယ်အမျိုးသမီးတဦး58နှစ်အရွယ်အမျိုးသမီးတဦးနဲ့8နှစ်အရွယ်မိန်းကလေးငယ်တဦးတို့ဖြစ်ပြီး17နှစ်အရွယ်ယောက်ျားလေးတဦးနဲ့4နှစ်အရွယ်မိန်းကလေးတဦးတို့ကအဆိုပါဖြစ်စဉ်ကိုမျက်မြင်တွေ့ရှိခဲ့ရတဲ့အတွက်တရားခံမှရက်ဆက်စွာနဲ့မိသားစုလိုက်အစဖျောက်ခဲ့ခြင်းဖြစ်တယ်ဆိုပြီးတော့လည်းသိရတာပါစုံပါသူတွေထဲမှာ3ဦးဟာပြုကျင့်ခံထားခဲ့ရတဲ့အခြေအနေလည်းရှိခဲ့တယ်ဆိုပြီးတော့သိရတယ်လို့ဒေသခံကော်ဝမြို့နယ်ရွှေဘုံသာကျေးရွာကသူတွေရဲ့ပြပြချက်တွေအရစုံပါသူ9ဦးအနက်အသက်38နှစ်အရွယ်အမျိုးသမီးနဲ့ကလေး3ဦးမှာမိခင်နဲ့သားသမီးများဖြစ်ပြီး58နှစ်အရွယ်အမျိုးသမီးမှာ၎င်းတို့ရဲ့ဆွေမျိုးတော်ဆက်သူဖြစ်ကြောင်းကိုလည်းသိရှိရတာပါအခုလိုမျိုးပြုလုပ်ခံရတာကရောင်းမနဲ့သားသမီးတွေပါကလေးတွေကဒီရွာကိုပြောင်းလာပြီးကြောင်းတက်တာတောင်တရက်ပဲရှိပါသေးတယ်ဖြစ်စဉ်ကတော့အရန်ကိုစိတ်မကောင်းစရာပါပဲဆိုပြီးတော့လေဒေသခံတို့မှထုတ်ဖော်ပြောဆိုမှုတွေရှိနေတယ်လို့ဒီအခင်းဖြစ်ပွားရနေရာကရွာတွေကလက်ကွင်းအတွင်းမှာရှိတဲ့တဲဝိုင်းဖြစ်ပြီးအနီးနားပတ်ဝန်းကျင်ကလူနေအိမ်များနဲ့အလန်းဝေးတဲ့နေရာမှာတည်ရှိနေတဲ့အတွက်တရားခံအတွက်အခွင့်ကောင်းရရှိသွားတယ်ဆိုပြီးတော့လေပြောဆိုမှုတွေရှိနေတယ်လို့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်မှာအမျိုးမျိုးသောခန့်မှန်းပြောဆိုမှုတွေထွက်ပေါ်နေပေမဲ့လည်းသက်ဆိုင်ရာတာဝန်ရှိသူတွေကတရားဝင်စစ်ဆေးနေတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့အကြောင်းရင်းအတိအကျကိုထုတ်ပြန်ထားခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။လက်ရှိချိန်မှာတော့အဆိုပါလူမဆန်စွာပြုလုပ်ခဲ့တဲ့တရားခံကိုဖမ်းဆီးထိန်းသိမ်းထားနိုင်လိုက်ပြီဖြစ်ပြီးစုံစမ်းစစ်ဆေးမှုများဆက်လက်ပြုလုပ်နေကြောင်းကိုလည်းဒေသခံများထံမှကြားသိရခြင်းလည်းဖြစ်ပါလေ။ဒေသခံတို့ရဲ့ကောမန့်နေမှာပြောဆိုချက်တွေက38နှစ်အရွယ်အမျိုးသမီး58နှစ်အရွယ်အမျိုးသမီး8နှစ်အရွယ်အမျိုးသမီး3ကကျင်ပြီးတော့ဆုံးရတော့ပါကျန်တာက17နှစ်အရွယ်ယောက်ျားလေးနဲ့4နှစ်အရွယ်မိန်းကလေးတွေကနှုတ်ပိတ်တယ်ဆိုပါတော့ပေါင်းတော့မိသားစု9ယောက်ပေါ့တာမီ4ယောက်နဲ့ကျန်တစ်ယောက်ကကလေးတွေရဲ့ကြီးတော်ပါဆိုပြီးတော့လဲပြောပြချက်တွေရှိထားပါတယ်ဒါပြင်အခုဖြစ်တဲ့ဖြစ်စဉ်မှာတရားခံကအဆိုပါရွာတွေကဖြစ်ကြောင်းကိုပဲဒေသခံတွေကထုတ်ဖော်နေကြပြီးပဲခူးတိုင်းကဝမြို့နယ်ရွှေဘုံသာကျေးရွာမှာဖြစ်ပွားခဲ့တဲ့အခုလိုမျိုးဖြစ်ရဆိုးနဲ့ပတ်သက်ပြီးလူမှုကွန်ရက်စာမျက်နှာထက်ပေါ်မှာအားလုံးကစိတ်နှလုံးထိခိုက်ခဲ့ကြရလို့အထူးသဖြင့်ဘာမှမသိသေးတဲ့အပြစ်မဲ့ grade 5ကျောင်းသားလေးနဲ့ညမငယ်ဖြစ်သူ grade 3ကျောင်းသူလေးတို့အပါအဝင်မိသားစု၄ဦးစလုံးဟာမတမာသူအကြံသမားရဲ့လက်ဆက်ကြောင့်မို့လို့အခုလိုမျိုးဘဝတစ်ပါးကိုစောစည်းစွာပြောင်းရွှေ့သွားခဲ့ရတဲ့အတွက်မိသားစုနဲ့အတူထပ်တူထပ်မျှဝမ်းနဲ့ကြေကွဲရပါတယ်ဆိုပြီးတော့လည်းမှတ်ချက်များမှာဖော်ပြနေကြပြီးနောက်ဖြစ်လျာဘဝတိုင်းမှာအခုလိုမျိုးဖြစ်ရဆိုးနဲ့မကြုံတွေ့ဖို့အတွက်ကိုလည်းစုမကောင်တောင်းပေးနေကြတာလည်းဖြစ်ပါတယ်အခုလိုမျိုးရုံမာတဲ့ရာဇဝတ်မှုကိုကျူးလွန်ခဲ့တဲ့တရားခံကိုလည်းဥပဒေအရထိရောက်စွာအပြင်းထန်ဆုံးအရေးယူနိုင်ဖို့နဲ့ဖြစ်ရအသေးစိတ်အစုံလင်ကိုလည်းအများဆုံးထုတ်ဖော်ပေးဖို့အများပြည်သူတွေကတောင်းဆိုနေခြင်းဖြစ်ပြီးတော့အခုတင်ဆက်သွားခဲ့တဲ့သတင်းကြောင်းအရာဆိုလို့ရှိရင်တော့ကနေဦးသတင်းတွေနဲ့အတူဒေသခံတွေရဲ့ဖော်ထုတ်ပြောဆိုချက်တွေကိုကောက်နှုတ်ထုတ်ဖော်ပြီးတင်ဆက်ပေးခဲ့ခြင်းဖြစ်တဲ့အတွက်အသေးစိတ်သတင်းကြောင်းအရာဖြစ်စဉ်စဆုံးသိရှိခဲ့ရပါကလည်းကျွန်တော်စူပါဂျော်မီဒီယာမှာအများဆုံးတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့ဒုတိယ channel ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းကြောင်းတစ်ခုနဲ့တကွာပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတွေchannel လေးကိုလည်း subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာ